အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့မာရာမိခင်ကြီးကိုချက်ထုတ်ထိုးပေးမှာဖြစ်ပါတယ်ညောင်းညာကြိုက်ခဲတဲ့မာရာမိခင်ကြီးကိုချက်ထုတ်နဲ့တိုင်းရင်စီတဘာဝစီနဲ့ချက်ထုတ်ထိုးပေးမှာဖြစ်ပါတယ်ပထမအဆုံးစီးမြစ်စုံကိုအုန်ထဲမှာထည့်လိုက်တယ်ပြီးရင်ရီထည့်တယ်ပြီးရင်ပေါင်းထားတယ်စပြီးပေါင်းလိုက်တဲ့အချိန်မှာမရိုက်ပြလိုက်ဘူးနော်အဲ့ဒါရီရှိရနော်အဲ့အိုးထဲမှာကရီလေးထည့်လိုက်ပြီးဆိုပွက်ဆူလာမယ်အဲ့ရဲ့ပကံထဲမှာကျွန်တော်က5ပါပကံပဲဖြစ်လို့စတိပကံဆိုပိုကောင်းတယ်အမုံရင်းစီလေးထည့်လိုက်တယ်ပြီးရင်ချက်ထုတ်လေးကိုထည့်ပြီးတော့မှပေါင်းထားလိုက်ပါတယ်အောက်မှာလဲဆေးမြစ်စုံနဲ့လေဆေးမြစ်စုံရဲ့အိမ်ထဲမှာချက်ထုတ်ကလေးကနှွေးလာပြီးဆိုရင်အဲကုတ်ကနေစပြီးတော့မှပေါ့နော်ညောင်းညာကြိုက်ခဲတဲ့နေကုတ်ကနေစပြီးတော့မှခုနမုံရင်းစီလေးနဲ့အမတလားမုံရင်းစီလေးနဲ့အဲ့လိုပြီးတော့မှမုံရင်းစီလေးထည့်ပါတယ်မုံရင်းစီလေးနဲ့ချက်ထုတ်နှွေးလေးနော်ပူလို့မရအောင်ပူရင်လောင်တော့မယ်အဲနှွေးလေးနဲ့မစပြီးတော့မှကုတ်ကနေပြီးတော့မှဒါကိုညောင်းညာတဲ့နေရာနှံ့ပေါ့အဲချက်ထုတ်ကလေးနဲ့အားလေးနဲ့ဖြီးပြီးတော့မှအဲ့လိုလေးထိုးပြရပါတယ်ကုနာဓမ္မတွေအတွက်အထိုင်များတဲ့သူတွေအတွက်စင်းစရာတွေအများတန်းလောက်ရတဲ့သူတွေအတွက်အလုံးကိုမတင်တော့တယ်တချို့ကြတော့နှိပ်တာနေတာမခံနိုင်ဘူးလေနှိပ်တာနေတာမခံနိုင်ဘူးဆိုလို့ရှိရင်ဒီချက်ထုတ်လေးနဲ့ထိုးမယ်ဆိုလို့ရှိရင်အဲ့တော့ကိုနေလို့ကောင်းတယ်နွေးနွေးလေးစောင်းတွင်းဆိုပို့ပြီးတင်တော့တယ်ဒီလိုအချိန်ကာလမှာလေအဲ့လိုတက်ကြီးတဲ့သူပဲဖြစ်ဖြစ်အနှိမ်မခံတဲ့သူပဲဖြစ်ဖြစ်ပေါ့အဲဒီဇက်ကနေပြီးတော့မှဇက်ကနေစပြီးတကိုယ်လုံးပေါ့နော်ဒါကညောင်းညာကြိုက်ခဲတဲ့နေရာလေးမှာချက်ထုတ်လေးအဲနွေးနွေးလေးချက်ထုတ်နွေးနွေးလေးနဲ့မစင်းလေးညောင်းနေနေရမှာပေါင်းထဲမှာရိုးရိုးရည်လဲရတယ်နော်စိတ်မြစ်စုံမရှိလို့ရှင်ရိုးရိုးရည်လဲရပါတယ်စောင့်ကြည့်တဲ့ကျေးဇူးနဲ့တင်ပါတယ်ဘိုင်ဘိုင်